နှစ်ဆက်တရားစုမှာလူဦးရေအရန်ထူထပ်လာတဲ့အတွက်လူသားတွေဟာအင်္ဂါဂြိုလ် Mars ပေါ်ကိုပြောင်းရွှေ့ခြေချဖို့စီမံကိန်းချခဲ့ကြတယ်။ဒါပေမဲ့အင်္ဂါဂြိုလ်ကလူနေလို့မရသေးတော့အပူချိန်တက်လာအောင်ရင်းနှီးတွေနဲ့ပိုးဟတ်တွေကိုအရင်ဆုံးလွှတ်လိုက်ကြတာပေါ့။2598ခုနှစ်တိုကျိုလမ်းမပေါ်မှာကိုမာချီခမချီနဲ့နာနာအိုနေနာအိုဆိုတဲ့ရာဇဝတ်သား2ယောက်ဟာရဲတွေလိုက်လို့ထွက်ပြေးနေရတယ်။အဲ့ဒီအချိန်မှာဒေါက်တာဟွန်ဒါဆိုသူကပေါ်လာပြီးသူတို့2ယောက်ကိုကမ်းလှမ်းချက်တစ်ခုပေးခဲ့ပါတယ်။အဲ့ဒါကတော့အင်္ဂါဂြိုလ်ကိုတွားပြီးပိုးဟတ်တွေကိုတွားရှင်းပေးမယ်ဆိုရင်မင်းတို့ရဲ့ပြစ်မှုအလုံးကိုပယ်ဖျက်ပေးမယ်အပြင်စုချင်းငွေအများကြီးပေးမယ်ဆိုတာပါပဲကိုမာချီကနာနာအိုကိုကာကွယ်ချင်တာကြောင့် DNA ရှိတဲ့ခရီးစဉ်ကိုလက်ခံလိုက်ပါတယ်။နှစ်အကြာမှာတော့သူတို့ဟာဘတ်နဲ့အာကာသယာဉ်နဲ့အင်္ဂါဂြိုလ်ကိုရောက်သွားကြတယ်။ရင်ပေါ်မှာတော့နောက်ကျောင်းမရှင်းတဲ့လူမျိုးစုံပါလာကြတာပေါ့။ဂြိုလ်ပေါ်ကိုဆင်းသက်လိုက်တဲ့အခါသူတို့မမျှော်လင့်ထားတဲ့အရာကိုတွေ့လိုက်ရတယ်။အဲ့ဒါကတော့လွန်ခဲ့တဲ့နှစ်ပေါင်း900ကလွတ်လိုက်တဲ့ပိုးဟတ်တွေဟာအာကာသတက်ရောင်ကြီးကြောင့်လူသားတွေထက်တန်မာတဲ့လူပုံစံပေါက်နေတဲ့ terraformers လို့ခေါ်တဲ့တရဝါကြီးတွေအဖြစ်ဆင့်ကဲပြောင်းလဲနေတာပါပဲ။ဖြစ်ချင်တော့သူတို့ဂျိုးပေါ်ချေချပြီးမကြခင်မှာပဲနာနာအိုဟာအဲ့ဒီပိုးဟတ်လူသားတကောင်ရဲ့လက်ချက်နဲ့အသက်ဆုံးရှုံးသွားခဲ့ရတယ်။အဲ့ဒီတော့မှအမှန်တရားကပေါ်လာပါတော့တယ်။ဒေါက်တာဟွန်ဒါဟာသူတို့ရဲ့ခန္ဓာကိုယ်ထဲမှာအင်းဆက်ဒနာတွေထည့်သွင်းပေးထားပြီးပိုးဟတ်တွေကိုတိုက်ခိုက်ဖို့လက်နက်တပွဲအသုံးချခဲ့တာပါ။သူတို့ဟာဆေးထိုးလိုက်တာနဲ့အင်းဆက်စွမ်းအားတွေရလာကြပါတယ်။လီကမီးတောက်တွေနဲ့ပတ်နိုင်တဲ့ဘောင်ဘာဒီယာဘီလိုစွမ်းအားဒိုဂျီမာကတော့အစမတန်တန်မာတဲ့ပရွက်စိတ်စွမ်းအားကိုမာဂျီကတော့အစိတ်ဆိုးတွေနဲ့ထိုးနိုင်တဲ့ကနဆိုးနကြီးအေရှင်ကျင်းထော်နဲ့စွမ်းအားစသဖြင့်ပေါ့ဒါပေမဲ့ပိုးဟတ်တွေကအရန်များလုံးတလို့သူတို့အဖွဲ့ထဲမှာလည်းတစ္ဆာဖောက်တွေရှိနေခဲ့တယ်။အီချီရိုနဲ့အာဇူကာတို့ဟာဒေါက်တာဟွန်ဒါရဲ့စေခိုင်းချက်အရပိုးဟတ်ဦးကိုခိုးယူဖို့တိတ်တဆိတ်ကြံစီနေကြတာပါ။တိုက်ပွဲတွေပြင်းထန်လာပြီးတယောက်ပြီးတယောက်ကြာဆုံးကုန်ကြတယ်။နောက်ဆုံးမှာတော့ကိုမာချီနဲ့ဂျင်တို့ဟာဆေးတွေအလွန်ကြုံထိုးပြီးအစွမ်းကုန်တိုက်ခိုက်ကြရတယ်။အဲ့ဒီအချိန်မှာတေဆုံးသွားပြီဖြစ်တဲ့နာနာအိုရဲ့ခန္ဓာကိုယ်ကနေပိုးဖလန်စစ်ခွန်မော့ရဲ့အမှုန်တွေထွက်လာပြီးကြီးမားတဲ့ပောက်ကွဲမှုတစ်ခုကိုဖြစ်စေခဲ့တယ်။ဒါဟာနာနာအိုကသူ့ကိုယ်သူစတေးပြီးကိုမာချီတို့ကိုကယ်တင်လိုက်တာပါပဲ။တိုက်ပွဲပြီးမှာကိုမာချီနဲ့အီချီရိုတို့နှစ်ယောက်ပဲကဘာမြေကိုပြန်ဖို့လွတ်မြောက်ခဲ့ကြတယ်။အီချီရိုကဒေါက်တာဟွန်ဒါရဲ့မကောင်းမှုတွေကိုကဘာတိအောင်ဖွင့်ချဖို့ဆုံးဖြတ်လိုက်ပြီးကိုမာချီကတော့ကြာဆုံးသွားတဲ့သူ့ရဲ့တငယ်ချင်းတွေအတွက်ကူပေးမှန်ဆောက်ပေးဖို့နဲ့အင်္ဂါဂြိုလ်ကိုတနည်းပြန်လာပြီးအမြင့်ဖြတ်ဖို့တန်ဋိဌာန်ချလိုက်ပါတော့တယ်။ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုများကိုကြည့်ရအောင်ယခု TikTok အကောင့်လေးကို like နဲ့ follow လေးလုပ်ပေးထားပါအောင်အဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ရှင်။